AB လ15ရက်တကြံအကျက်နေ့ကကိုဝင်ဆောင်မိခင်တဦးဆိုင်ကယ်မောင်းလာစဉ်တကြံရေလောင်းတဲ့ကလေးအဖွဲကမျက်နှာကိုရေနဲ့ပတ်လိုက်တာကြောင့်ရုတ်တရက်ဆိုင်ကယ်လဲထွက်ပြီးကားနဲ့တိုက်မိလို့အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းပြောပြပေးပါမယ်။တေဆုံးသူမိန်းကလေးဟာကိုဝင်ဆောင်2လကျော်မိခင်တဦးဖြစ်ပြီးတော့16ရက်နေ့ညနေ3နာရီမှာတကြိုမယ်လို့သိရပါတယ်။တေဆုံးသူရဲ့အမျိုးသားကတော့ရေပက်ရင်မျက်နှာပက်ရမယ်လို့ဘလို့မိဘတွေတင်ထားလဲမသိဘူးမျက်နှာရေပက်ခံရပြီးဆိုင်ကယ်လဲပြီးကားနဲ့တိုက်မိသွားတာဗျာဖုန်းခေါ်တဲ့ချိန်ချစ်ပင်မှလဲမေးတော့ဖုန်းဖြေသူကသူမဟုတ်တော့ဘူးညီလေးရေအခုပဲကားနဲ့ဆိုင်ကယ်တိုက်မိလို့ဆေးရုံပို့မယ်တဲ့ဆေးရုံရောက်တော့ကျွန်တော်အမျိုးသမီးရင်တိုက်မှုဖြစ်လို့ဘယ်နားမှာလဲပြမေးတော့ခဏညီလေးရေရင်ခွဲရုံထဲမှာတဲ့သွေးတွေနဲ့ဗျာရင်ခွဲရပါတယ်ဆေးရုံရောက်ထဲကအသက်မပါတာတဲ့ကျွန်တော်ဘဝကြီးတော့စုပ်ပြတ်သက်ကုန်ပါပြီဗျာမနက်ကိုလဲနှစ်မကူးမိချရမယ်တဲ့3ရက်4တောင်မနေသွားရရှာဘူးဗျာနောက်ဘဝမှာမိမနဲ့စုံပယ်ရစေကိုရင်တွေကွဲနေပြီးချစ်ရဲ့ဆိုပြီး Facebook မှာရင်ဖွင့်စာလေးတင်ထားခဲ့ပါတယ်တကြံကာလရေလောင်းတဲ့သူတွေဟာရိုးရာအတိုင်းအေးအေးဆေးဆေးမလောင်းကျင်ကြဘူးရှေ့ကနေစီးပြီးရေဖလားနဲ့ခွက်ဆောင်ခုတ်ပတ်တာတွေမျက်နှာတွေကိုမှဖြန်းကနေပတ်လိုက်ကြတာတွေအရန်ကျက်တရေတုံးနေပြီးရင်ရန်ဖြစ်ကြပြန်နေရိုင်းဆိုင်တဲ့အပြုတ်အမှုလိုပဲမြင်နေအခုတော့သူတို့ရဲ့အပျော်ကြောင့်နဲ့အမျိုးသမီးလေးမသေးသင့်ပဲတေရပြီလို့ဝေဖန်ပြောဆိုနေကြပြီးကွယ်လွန်သူအမျိုးသမီးကောင်းရာဘုံဘဝရောက်ပါစေလို့လဲဆုတောင်းပေးနေကြပါတယ်ပရိသတ်ကြီးတို့လည်းကွယ်လွန်သူအမျိုးသမီးလေးအတွက်ဆုတောင်းစကားလေးတွေကွန်မန့်မှာပြောသွားကြပါဦးနော်